Sawadika. Oh, Project House I thought your name. Ninglaba. ဒီနေ့ကကြတော့စနေတနင်္ဂနွေနေ့ပေါ့နော်။နေ့ကဆိုလို့ရှိရင်ဝင်ဆရာဆရာမတွေဆရာဆရာမအသက်လေးတွေတော့ပေါ့နော်။ဆရာဆရာမအသက်လေးတွေအတွက်ဆိုလို့ရှိရင်ကျောင်းသားတွေအတွက်ဘယ်လို course book လေးကိုကင်ပြီးတော့သင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့အနေနဲ့ share လုပ်ပေးခဲ့တယ်ပေါ့နော်။အခုဒီနေ့ live လေးမှာကြတော့ပြီးခဲ့တဲ့တစ်ပတ်ကshare ထားတဲ့ဟာလေးကိုပြန်ပြီးတော့ဆက်ပြီးတော့ share လုပ်ပေးမယ်ပေါ့နော်။ဆရာဆရာမအသက်လေးတွေအတွက်အထူးသဖြင့်တော့ဆရာဆရာမတို့အနေနဲ့ပေါ့နော်အခုမှ10တန်းအောင်ပြီးခါစားတက္ကသိုလ်တက်နေတော့ပြီးရင်တက္ကသိုလ်တက်နေတော့လို့ရှိရင်ဘွဲရပြီးခါစားပြီးလို့ရှိရင်ဒီဘွဲရဖို့အတွက်စောင့်နေတော့ပေါ့နော်အဲ့လိုမျိုးညီမလေးတွေရောပြီးရင်စာသင်တိုင်းဟုတ်ဆောင်ဝါသနာပါတဲ့သူတွေရောပေါ့နော်မြန်မာကျောင်းအစိုးရကျောင်းတွေမှာလုပ်နေတဲ့ဆရာဆရာမအသက်လေးတွေရောexperience တကယ်များပြီဆိုတဲ့ဆရာဆရာမတွေရောအသက်ကြီးနေတဲ့ဆရာဆရာမတွေရောဒီသင်ကြားရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီစော TKT တို့စတာတွေကိုတက်ဖို့အတွက်သင်တန်းကြီးတော့ရှိရဲဘာသာစကားအားနည်းတယ်ဒါပေမဲ့ဘာသာစကားရတယ်သင်တန်းကြီးအတွက်အခက်အခဲရှိတယ်အဲ့လိုသူတွေအတွက်ပေါ့နော်ပြီးတော့ share လုပ်ပေးမှာဖြစ်ပါတယ်အဲ့တော့ကိုကတိပိတာတက်ပိတာဆိုလို့ရှိရင်တော့ကြော်သွားပြီပေါ့နော်အခုဒီမှာ share လုပ်ပေးမှာကြတော့ assessment ပေါ့နော်အကဲဖြတ်စစ်ဆေးခြင်းနဲ့ပတ်သက်ပြီးတော့ share လုပ်ပေးမှာဖြစ်ပါတယ်မြန်မာလိုပဲပြောမှာဖြစ်ပါတယ်အဲ့တော့စိတ်ဝင်စားတဲ့တိုက်ဆိုင်နေဆိုလို့ရှိရင်နားထောင်ပြပါရှင်ကျေးဇူးပါဒီ share လုပ်ပေးမှာကဆရာဆရာမအသက်လေးတွေတော့ပေါ့နော်အထူးသဖြင့်အဲ့တော့ဘာအကြောင်းအရာလေးလဲဆိုလို့ရှိရင် assessment မျိုးစား၃မျိုးပေါ့နော် assessment ဆိုတာကကြတော့စာသင်တဲ့အခါမှာဆိုလို့ရှိရင်ဝင်လို့တွေကျောင်းသားရဲ့ပေါ့နော်ဒီသူ့ရဲ့ level ကိုအကဲဖြတ်စစ်ဆေးပေးတဲ့အရာအဲ့ဆိုလို့ရှိရင်အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဘယ်နှမျိုးရှိလဲဆိုလို့ရှိရင်၃မျိုးရှိရပေါ့နော်အဲ့တော့ teacher တွေအနေနဲ့ကဒီ teacher ဆိုမှာဆိုလို့ရှိရင်စာသင်နေတော့ပေါ့နော်စာသင်နေတော့လို့စာမသင်ခင်လို့စာသင်ပြီးတဲ့ချိန်အခါကြလို့ရှိရင်မေးခွန်းလေးတွေမေးတတ်တယ်အဲ့ဒါကိုဘာကြောင့်မေးတာလဲဆိုလို့ရှိရင်ကျောင်းသားတွေကဘလောက်နားလည်ထားလဲဘလောက်နားလည်လဲပြီးသွားပြီဆိုလို့ရှိရင်ဘာတွေမသိသေးဘူးလဲဘာတွေသိပြီးသွားပြီလဲဘယ်အရာတွေမှာတူတဖို့ရှိလဲဒါလေးတွေပေါ့နော်အဲ့ဒါတွေသိအောင်ဆိုပြီးတော့ဒါ assessment ပေါ့နော်အကဲဖြတ်စစ်ဆေးတဲ့ဥစ္စာကိုသုံးကြတာမေးခွန်းလေးတွေမေးပြီးတော့ပေါ့နော်အဲ့တော့ assessment ဆိုတာကအကဲဖြတ်စစ်ဆေးတဲ့ဆိုတာဝင်တို့ကွက်ကွင်းကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဒါသိအောင်ပေါ့နော်ကွက်ကွင်းသိအောင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ပြောမယ်ဆိုလို့ရှိရင်စာမေးပွဲစစ်တာပေါ့နော်စာမေးပွဲစစ်တာနဲ့ပဲဒါကိုပြည့်မြင်ကြတယ်ဒါမဲ့ဒီစာမေးပွဲစစ်တာတစ်ခုပဲမဟုတ်သေးဘူးပေါ့နော်ခုနပြောလိုက်တယ်လို့ပဲမေးခွန်းလေးတွေမေးတာပြောရပြီဆိုရင် classroom activity လေးတွေလေ classroom activity လေးတွေဆိုလို့ရှိရင် discussion လုပ်တာဆွေးနွေးကြတာပေါ့နော်တယောက်နဲ့တယောက်ဆွေးနွေးကြတာပြီးလို့ရှိရင် quiz ကလေးတွေမေးတာပေါ့နော် quiz ကလေးတွေမေးတာmultiple choice လိုဟာမျိုးလေးတွေဒါလားဟိုဟာလားtrue or false လေးတွေစသဖြင့်ပေါ့နော်ပြီးလို့ရှိရင် observation လုပ်ခိုင်းတာပေါ့နော် experiment တွေလုပ်ခိုင်းတာဒါတွေဟာဆိုလို့ရှိရင်လည်းဒါ assessment ပဲပေါ့နော်အဲ့လိုမျိုးအဲ့တော့ assessment တွေကိုဘယ်ချိန်တွေမှာလုပ်ထားရှိတယ်လုပ်ကြလဲဆိုလို့ရှိရင်ကိုယ်ရစာမသင်ခင်ပေါ့နော်စာမသင်ခင်မှာလုပ်တယ်ပြီးရင်စာသင်နေတော့ပေါ့နော်ကိုသင်ရမယ့်အပိုင်းကိုသင်နေတော့ရှင်းပြနေတော့အဲ့ဒီအချိန်တွေမှာလုပ်တယ်ပြီးသွားပြီဆိုရင်သင်ယူပြီးသွားပြီသင်ပေးပြီးသွား deliver လုပ်ပြီးသွားပြီကိုသင်မဲ့အကြောင်းအရာ deliver လုပ်ပြီးသွားရင်အဲ့ဆိုလို့ရှိရင်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်ဒါ assessment လုပ်တယ်ပေါ့နော်အဲ့ဆိုရင်၃မျိုး၃စားရှိပါတယ်အဲ့တော့အဲ့ဒီ၃မျိုး၃စားဘယ်လိုခေါ်လဲဆိုလို့ရှိရင် before teaching မသင်ခင်စာမသင်ခင်ကိုသင်ရမယ့် lesson ကို deliver မလုပ်ခင်ကျောင်းသားတွေကိုမမျှဝေခင်ဆိုလို့ရှိရင်လုပ်တဲ့ဒီ assessment ကိုကြတော့ diagnostic assessment လို့ခေါ်တာပေါ့နော်အဲ့လိုမျိုးလေးပြီးရင်
တင်နေတော့ပေါ့နော်တင်နေတော့အချိန်ခါမှာထောက်လျှောက်ပေါ့နော်ထားလိုက်ပါတော့ကိုကတနာရီစာတင်ချိန်ပေါ့နော်အဲတနာရီစာတင်ချိန်အတွင်းမှာထောက်လျှောက်မေးခွန်းတွေမေးသွားတာ quiz တွေမေးသွားတာ game တွေဆော့သွား classroom activity ပြောတာနော် game တွေကိုဆော့သွားတာပြီးရင် group work တွေ pair work တွေ individual work တွေပြီးရင် presentation တွေစသည်ဖြင့်ပေါ့နော်အဲ့လိုမျိုးလေးတွေလုပ်သွားတဲ့အရာပေါ့နော်ထောက်လျှောက်တနာရီတောတွင်းမှာကိုစာတင်ချိန်တောတွင်းမှာလုပ်သွားတဲ့အရာအဲ့ဒီ assessment ကိုကြတော့ formative assessment ပေါ့နော်အဲ့ဒါကိုပြောတာပြီးရင်နောက်ဆုံးတစ်ခုအဲ့ဒါကြတော့ summative assessment ဆိုတာကကြတော့နောက်ဆုံးပေါ့နော်စာသင်ပြီးသွားတဲ့အချိန်အဲ့ဒီအချိန်မှာလုပ်တာကိုကြတော့ summative assessment အဲ့ဒီ summative assessment ဆိုတာကကြတော့မလို့တွေပြီးခံနေလေပေါ့နော်ပြီးခံနေလေတနာရီထိုးဖို့စာသင်ချိန်ပေါ့နော်တနာရီပြည့်ဖို့9မိနစ်လို့10မိနစ်လို့စသဖြင့်ပေါ့နော်အဲ့ဒီလိုမျိုး rapid အချိန်လေးတွေပေါ့နော်အဲ့ဒါလေးကိုလုပ်လိုက်တဲ့ဟာဒါဆိုလို့ရှိရင်အဲ့ဒီအရာကို summative assessment ပေါ့နော်အဲ့ဒါလေးပြောကဲအဲ့တော့အဲ့ဒီ3မျိုး3စားကိုထပ်ပြီးတော့မပြောခင်နည်းနည်းလေးကိုယ့်ကွယ်မြင်တော့ lesson ရဲ့ procedure နဲ့ခိုင်းနိုင်ပြရမယ်ဆိုလို့ရှိရင်ဝင်းတို့တွေlesson plan ဆွဲကြပြီးဟေ့ဆို procedure ရှိရမလား lesson procedure ဆိုပထမဆုံးရင်းပါလာလဲ one man activity လား3မိနစ်5မိနစ်စာလုပ်တဲ့ one man activity အဲ့ဒီချိန်တော်တွင်းမှာလုပ်လိုက်တဲ့ activity အဲ့ဒီ activity ကဒါဘာနဲ့တူလဲဘာ assessment သုံးလဲဆိုလို့ရှိရင် diagnostic assessment အဲ့လိုမျိုးလေးအကဲဖြတ်စစ်ဆေးပေးရပြီးသွားပြီဆိုလို့ရှိရင်စာသင်ချိန်တောက်လျှောက်ပေါ့နော်စာသင်ချိန်တောက်လျှောက် explanation time ပြီးရင် group work pair work individual work အဲ့လိုမျိုးအစဉ်လိုက်လေးပဲသွားတာပဲဖြစ်ဖြစ်ပေါ့နော်ဒါမှမဟုတ်ရှင်လည်း explanation လုပ်တယ်ပြီးရင် question Q&A လုပ်တယ်စသဖြင့်ပေါ့နော်အဲ့လိုမျိုး classroom activity လေးတွေလုပ်သွားတယ်အဲ့လိုတောက်လျှောက်လုပ်နေတဲ့အချိန်တော်တွင်းမှာဆိုလို့ရှိရင်လည်းဒါ formative assessment ပေါ့နော်ပြီးရင်နောက်ဆုံး procedure ကဘာနဲ့ဆုံးရလဲဆိုရင် rapid activity ပြီးခံနေတော့မှ3မိနစ်လို့5မိနစ်လို့မှလုပ်လိုက်တဲ့ activity ဒီနေ့ဘာသင်ခဲ့လဲဟိဘာတွေမှတ်မိသလဲအဲ့လိုမျိုးလေးတွေကိုပြောလိုက်တာဆိုလို့ရှိရင်လည်းဒါနောက်ဆုံးကျောင်းသားတွေကို assessment စစ်ပေးတာအဲ့ဒါမျိုးကြတော့ summative assessment ပေါ့နော်အဲ့လိုမျိုးဟုတ်စားလေးကိုခေါ်တာအဲ့တော့ဒီသုံးခုကဒါ lesson plan နဲ့ကိုက်ပြီးတော့ပြောပြပြီးတော့ဗောနော် procedure နဲ့ကိုက်ပြီးတော့ကဲအဲ့တော့ diagnostic assessment နော်ပထမဆုံးညှင်းလောက်တာစာမသင်ခင်စစ်ဆေးတာအကဲဖြတ်စစ်ဆေးတာဘာလို့စာမသင်ခင်ကျောင်းသားတွေ assessment လုပ်လဲဆိုလို့ရှိရင်ကျောင်းသားတွေရဲ့သူအခုလက်ရှိပြောင်းနေတဲ့ level knowledge အဲ့ဒါတွေသူဘယ်လောက်သိထားလဲဘယ်လောက်တတ်ထားလဲဒါတွေကိုသိဖို့အတွက်ပေါ့နော်ကိုသင်မဲ့ lesson ကိုသူတို့လိုက်နိုင်ဘယ်လောက်သိပြီးသွားပြီလဲမသိရသေးဘူးလေဒါတွေကိုသိဖို့အတွက် assessment စစ်တာအဲ့ဒါကို diagnostic assessment ပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်ဒီ diagnostic assessment ဆိုတာကကြတော့ဝင်တို့တွေဘာအနေနဲ့သုံးတာလဲဆိုတော့ pre-test နော် pre-test အနေနဲ့သုံးတာပြီးလို့ရှိရင်ရိုးရိုးရှင်းရှင်း question လေးတွေနဲ့ပဲမေးတာပေါ့နော်အဲ့ဒါလေးတွေပြီးလို့ရှိရင်ဒါဘယ်လိုပြောမလဲအမီးဖြေလေးတွေလုပ်ပြီးတော့မေးတာတွေပြီးရင်ဒီဥစ္စာကဘယ်လောက်တည်ထားလဲဒါကဘာလဲဘယ်လိုရာလဲအဲ့လိုမျိုးမေးခွန်းလေးတွေနဲ့ brainstorm လုပ်လိုက်တဲ့အရာပြီးလို့ရှိရင် background knowledge check လုပ်တဲ့အရာပေါ့နော်ဆရာမက topic လေးတစ်ခုပြောပြလိုက်တဲ့အဲ့ဒါတွေကဘာတွေလဲပေါ့နော်အဲ့ဆိုလို့ရှိရင်လည်းဒါ background knowledge check ပေါ့နော်အဲ့လိုမျိုးလုပ်တဲ့အရာတွေဆိုလို့ရှိရင်ဒါက diagnostic assessment လို့ခေါ်တယ်ပေါ့နော်ပြီးလို့ရှိရင်လည်းဆရာမအနေနဲ့ပေါ့နော်grammar သင်မယ်ပေါ့နော် grammar သင်မယ်ဆိုလို့ရှိရင်ကိုကဒါ noun ကြောင်းသင်မယ်noun ကြောင်းသင်မယ်ဆိုလို့ရှိရင်ကိုကအရင်ဆုံး noun ကတော့ကွယ်names of the people names of the animal names of the place ဘာညာပေါ့နော်အဲ့လိုမျိုးကိုယ့်ဘက်ကနေအဖြေကိုဓာတ်ရိုက်တခါတည်းမပြောပေးဘဲနဲ့မေးခွန်းပဲမေးပြီးတော့ဘာလေးတွေလဲစဉ်းစားကြည့်ပါဦးအဲ့လိုမျိုးပေါ့နော်ပြီးလို့ရှိရင်ဘယ်လိုအရာလေးတွေ hints ပေးပြီးတော့ပေါ့နော် what is a noun တွေကတော့လေဘယ်လိုအရာလေးတွေလဲအဲ့လေးတွေကိုဆရာမကတစ်ခုနှစ်ခုအဲ့လေးပြောပြပေးပါအောင်နာမည်လေးတွေဒါဆိုလို့ရှိရင်ဒါ diagnostic assessment brainstorm လုပ်လိုက်တာပေါ့နော်ပြီးလို့ရှိရင်အဲ့ဒီလိုမျိုးလုပ်လိုက်တဲ့အခါကျအော်ကျောင်းသားတွေက noun တော့သူတို့
တိရစ္ဆာန်တွေမြင်လာပါတိရစ္ဆာန်တွေဆိုလို့ရှိရင်လည်းဘယ်လောက်သိပြီးသွားပြီလူတွေဆိုလို့ရှိရင်လည်းနာမည်တွေဘယ်လောက်သိပြီးသွားပြီပြိဆက်နေရာတွေဆိုလို့ရှိရင်ဘယ်လောက်သိပြီးသွားပြီပေါ့နော်အဲ့ဒါတွေကိုသိပြီးသွားပြီဆိုတဲ့အခါကျတော့ဒါကျောင်းသားရဲ့ level သိလိုက်တယ်မသိသေးတဲ့သူတွေမဖြေနိုင်ဘူးတခါဒီကြိုင်အဲ့ခါကျလို့ရှိရင်လည်းမဖြေနိုင်ဘူးဆိုတာကိုသိသွားပြီအဲ့ခါကျလို့ရှိရင်ကိုကဖြေနိုင်တဲ့အခါကျတော့ကိုသင်မဲ့ lesson ပြင်ထားတဲ့ပမာဏထက်တိုးပြီးတော့သင်ရမှာလားရော့ပြီးတော့သင်ရမှာလားအဲ့လိုမျိုးပြန်ပြီးတော့ပြင်ဆင်နိုင်တာပေါ့နော်ပြီးရင်လည်းသူ့ရဲ့လိုအပ်ချက်တွေအားသာချက်တွေသိပြီးသွားပြီဆိုတော့လေပိုကောင်းသူတို့ level up လုပ်ပြီးလို့ရတယ် level ကိုဒါသူတို့နဲ့ကျောင်းသားရဲ့ level နဲ့အညီညှိပြီးတော့လည်းသင်ပေးလို့ရတယ်ပေါ့နော်အဲဆိုလို့ရှိရင်ဒါက diagnostic assessment ကိုဘာကြောင့်လုပ်ရတာလဲဘာလို့လုပ်ရဘယ်ချိန်မှလုပ်ရတာလဲဆိုတာနည်းနည်းသိသွားပြီလို့ထင်ပါတယ်။ကဲအဲ့တော့ formative assessment ကိုထားကြတာပေါ့နော် formative assessment ဆိုတာကကို1 month ချိန်လုပ်ပြီးသွားပြီ။ကျောင်းသားရဲ့ level သိသွားပြီဆိုတာကကို lesson သင်တော့မယ်စတင်တော့အဲ့လိုမျိုးစတင်တော့မယ်အချိန်ကနေစပြီးတော့ထားလိုက်ပါနော်တနာရီမိနစ်60ရှိတယ်ဆိုလို့ရှိရင်9မိနစ်1 month ချိန်ကိုဖိတာအဲ့ဒီကနေစပြီးတော့ဒီ6မိနစ်စာနေစပြီးတော့နောက်ထပ်55မိနစ်လောက်ထိအဲ့ဒီဟုတ်စာကို50မိနစ်50လောက်ထိပေါ့နော်ကိုတောက်လျှောက်ကြီးစာ topic အကြောင်းကို share လုပ်ပေးတယ် explain ရှင်းပြတယ်မိတ်ဆက်တယ်အဲ့ဒီချိန်မှာသုံးတဲ့ classroom activity အကုန်လုံးတည်အဲ့ဒါတောက်လျှောက်လုပ်နေတာတည်ကျောင်းသားရဲ့ဒီကိုသင်တဲ့အရာသင်နေတဲ့အရာဘယ်လောက်နားလဲဘယ်လောက်နားလဲလိုက်လဲဆိုတာကိုစစ်ဆေးတဲ့ assessment ပေါ့နော်အဲ့တော့အဲ့ဒီ assessment ရဲ့ရည်ရွယ်ချက်ကကြတော့ဘာလဲဆိုလို့ရှိရင်ကျောင်းသားတွေစာလေ့လာနေတာကိုတိုးတက်စေဖို့အတွက်ပေါ့နော်ဆရာမတွေဆိုလို့ရှိရင်လည်းကိုသင်နေတဲ့အခါမှာဆိုလို့ရှိရင်လည်းကိုကတော့ပြောလိုက်တာပဲအမေနဲ့အဖေနဲ့ပြီးရင်ဒီခေါင်းစဉ်နဲ့ပတ်သက်တဲ့ဥစ္စာတွေလည်းရှင်းပြလိုက်တာပဲဒါမဲ့ဆရာမတောက်လျှောက်ကြီးပြောသွားတယ်ဆရာမကြီးပဲပြောသွားတယ်ဆိုလို့ရှိရင်ကျောင်းသားတွေကလိုက်တော့ပြောနေရပဲဘယ်လောက်ထိရလဲမရလဲနားလဲလားနားမလဲလားကြတော့မိခွန်းတွေထပ်ပြီးတော့သူတို့စီကနေပြီးတော့ရအောင်ပေါ့နော်မေးပေးရတယ်ပြုပေးရတယ် share ပါအောင်ပြောပါအောင်တယောက်တစ်ခုပြောပါအောင်ဘယ်လောက်အဲ့လိုမျိုးလေးပေါ့နော်အဲ့လေးတွေကိုစစ်ဆေးလိုက်တဲ့အခါကျတော့မှဒါကျောင်းသားရဲ့သင်ယူမှုကိုကသိရတာပေါ့နော်ကဲအဲ့တော့ကျောင်းသားတွေကဘယ်နေရာတွေမှာနားမလည်နေဘူးလဲဆိုလို့ရှိရင်ကိုကပြန်ပြီးတော့ရှင်းပြပေးရမှာပေါ့နော်နားမလည်တာကြီးကိုကမစစ်ဆေးပေးဘဲနဲ့အခါကျတော့ဆက်သွားတယ်ဆိုလို့ရှိရင်အဲကျောင်းသားနောက် lesson အသစ်တွေရောက်ပြီဆိုလို့ရှိရင်လည်းဘာမှလည်းနားလည်နေမှာမဟုတ်ဘူးရနေမှာလည်းမဟုတ်ဘူးပေါ့နော်အဲ့တော့အဲ့လိုမျိုး formative assessment လုပ်နေတယ်စာသင်ရင်းနဲ့ပေါ့နော်လုပ်နေတယ်စာသင်ပြီးသွားတဲ့အချိန်မှာ activity တွေလုပ်နေတယ်ဘယ်လို activity မျိုးတွေသုံးလို့ရလဲဆိုလို့ရှိရင်ဆရာမ quiz ပေါ့နော်quiz လေးတွေနဲ့မေးလို့ရတယ်ပြီးရင် Q&A အလွယ်ဆုံးကတော့ question and answer ပေါ့နော်အမေးနဲ့အဖြေနဲ့ဒါထားလိုက်ပါတော့ what is now ကဲဆရာမပြောလိုက်ပြီးကျောင်းသားအဖြေကဲကျောင်းသားချင်းအမေးဖြေလို့ဒီမျိုးလေးပေါ့နော် question and answer ပြီးလို့ရှိရင် group discussion ဆိုလို့ရှိရင်လည်းဟိုနောင်ကျောင်းသင်နေတာဖြစ်တဲ့အတွက်ကဲသွားပြီးတော့တယောက်နဲ့တယောက်နောင်နေရပါလေချရေးကြဆိုပြီးတော့ဒါ discussionသူတို့သိထားသမျှအကုန်လုံးချရေးလေအဲ့လိုမျိုးပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်လည်းဖဲဝါအနေနဲ့ဆိုလို့ရှိရင်လည်းကဲနေစောတဲ့ပြပြရပါလေတယောက်တည်းလို့ပြောအေးငါတော့နေစောတဲ့ anime အေးနေကတော့ပြန်လည်ပြောခိုင်းတာပေါ့နော်ဒါမှမဟုတ်ရှင်လဲinformation gap လိုမျိုးအရာပေါ့နော်သူ့စီမှာတော့ anime တွေရှိတယ်သူ့စီမှာတော့ people တွေရှိတယ်အဲ့လိုမျိုးလေးတွေလည်းသွားလို့ရတယ်ပေါ့နော်အမျိုးမျိုးပေါ့နော်ဒါဆရာမတွေရဲ့ idea ပေါ်မှာပဲမှုတည်ပြီးရင် group work လည်းလုပ်လို့ရတယ် pair work လည်းလုပ်လို့ရတယ်လို့ရှင် class activity ဆိုတာကြတော့တန်းဆရာမအချိန်နည်းနည်းပေါ့နော်မလောက်မငအောင်အဲ့လိုမျိုးဖြစ်တယ်ဆိုရင် class activity နဲ့ဆရာမမေးခွန်းမေးလိုက်တယ်မေးခွန်းမေးလိုက်တဲ့အကြောင်းသားတွေကပြန်ပြီးတော့ဖြေတယ်အကုန်လုံးကိုဖြစ်ချင်တယ်ဆိုလို့ရှိရင်ကဲ turn and talk ဆရာမမေးလိုက်ကဲဖြေပြီးသွားပြီဆိုလို့ရှိရင်ဆရာမရဲ့ question ကိုဘေးနားမှာရှိတဲ့တငယ်ချင်းကိုပဲတယောက်တစ်ယောက်မေးလိုက်အဲ့လိုမျိုးလေးပေါ့နော်အားလေးတွေမေးလို့ရတယ်ပြီးရင်နောက်တစ်မျိုးကကြတော့ exit ပဲပေါ့နော်ကဲအကုန်လုံးမတက်ရက်
မတ်တက်ရက်ပြီးတော့ပြောတစ်ခုပြောနိုင်တယ်ဆိုတော့မှထိုင်ဒီလိုမျိုးပေါ့နော်အဲ့လိုမျိုး activity မျိုးလည်းသုံးလို့ရတာပေါ့နော်ဒါကြတော့ကိုစာသင်နေတဲ့အချိန်တောတွင်းမှာဆိုလို့ရှိရင်အဲ့ဒီလိုမျိုးလုပ်လိုက်တဲ့အတွက်ဒါကျောင်းသားတွေရဲ့သင်ယူနေမှုဘယ်လောက်နားလည်လဲနားမလည်လဲရလဲမရလဲဆိုတာကိုသိသွားတဲ့ assessment ပေါ့နော်အကဲဖြတ်စစ်ဆေးနည်းအဲ့တော့မှကျောင်းသားကသူ့ရဲ့နားလည်မှုပြီးလို့ရှိရင်ဘယ်လောက်ထိကိုမေးလိုက်တဲ့ဥစ္စာကိုပြန်ပြီးတော့ feedback ပြန်ပေးနိုင်တယ် response ပြန်လုပ်နိုင်တယ်ပြီးလို့ရှိရင်လည်းgroup work တွေ pair work တွေမှာဆိုလို့ရှိရင်လောက်ချဟေးဆိုပြီးတော့ဒီတိုင်းလွှတ်လိုက်လို့မရဘူးเนาะဟိုလိုက်ပြီးတော့ကြည့်ပေးရတယ်เนาะအားကြတော့မှပဲဟိုကဒါရှေ့ဆက်သွားပြီးတော့ရှင်ပို့ပြီးတော့သူတို့အတွက်တိုးတက်မှုပုံရစေမှာပေါ့เนาะအဲ့လိုမျိုးတွေကအဲ့တော့ဒါတွေကကြတော့ formative assessment စာသင်နေစဉ်တော့တွင်းပေါ့နော်အဲ့လိုမျိုးလုပ်တဲ့ assessment အကဲဖြတ်တာကိုပြောပြတာပါပြီးရင် summative assessment ဆိုတာကတော့နောက်ဆုံးမှလောက်တာအကဲဖြတ်စစ်ဆေးတာဘာရဟာဒီမှာအကဲဖြတ်စစ်ဆေးရလဲဆိုလို့ရှိရင်ဝင်းတို့တွေစာသင်ပြီးသွားပြီဆိုလို့ရှိရင်လက်စင်ပေါ့နော်ဒါ unit တစ်ခုပြီးတယ်unit and test ရှိတယ် chapter and test ပေါ့နော် chapter and test ရှိတယ်နော်ပြီးလို့ရှိရင်တစ်လပေါ့နော်အဲ့လိုမျိုး and test ရှိတယ်နော်ပြီးရင် semester တစ်ခုပြီးတိုင်း and test ရှိတယ်အဲ့လိုမျိုးအရာလေးတွေပေါ့နော်ပြီးရင်ကျောင်းကြီးတစ်နှစ်စာပြီးသွားပြီဆိုလို့ရှိရင် final test ဆိုတာရှိတယ်အဲ့ဒါတွေကိုနောက်ဆုံးနေပေါ့နော်အဲ့ဒါမျိုးကိုကြတော့ဒါ summative assessment လို့ပြောတာပေါ့နော်ဘာလို့လဲဆိုလို့ရှိရင် lesson unit တစ်ခုကိုသင်လိုက်တဲ့အခါကျတော့ကျောင်းသားကသင်လိုက်တဲ့အဲ့ unit မှာဘယ်လောက်ရလဲ learning နေနေပေါ့နော်ဘယ်လောက်ရလဲဆိုတော့ကိုသူ့ရဲ့သင်ယူလေ့လာမှုကိုသိချင်တဲ့အတွက် result ကိုသိချင်တဲ့အတွက်စစ်ဆေးတာအဲ့ဒါကြောင့်မလို့ summative assessment ပေါ့နော်အဲ့ summative assessment မှာဆိုလို့ရှိရင်လည်းဒါခုနပြောတာ final test midterm test ပြီးရင် semester တစ်ခုချင်းစီအဲ့လိုမျိုးဟာလေးတွေပြောတာပေါ့နော်ဒါဆိုလို့ရှိရင် summative assessment ကိုဒါစစ်ပေးတဲ့အတွက်ကိုကလည်းဘယ်လိုပြောကျောင်းအနေနဲ့ academic အနေနဲ့ဆိုလို့ရှိရင်သူ grade တွေပါတယ်ပေးကြပါတော့ academic ကျောင်းတွေမှာဆိုလို့ရှိရင်ကြတော့language မှာလည်းဒီလိုမျိုးပဲပေးလို့ရတာပဲပေါ့နော် grade တော့မဟုတ်ဘူးသူရဲ့ဟို weak point တွေstrong point တွေပြီးလို့ရှိရင်ဘာတွေတိုးတက်လာ improvement တွေပေါ့နော်ဘာတွေတိုးတက်လာလဲတိုးတက်တာကိုလို့လဲဒါလေးတွေကိုစစ်လို့ရတာပေါ့နော်ဒီassessment တွေကိုစစ်ပေးလိုက်တဲ့အတွက်ပြောလို့လည်းရတာပေါ့နော်အဲ့တော့ဒါတွေဆိုလို့ရှိရင်ဒါဘာကြောင့်ဆရာဆရာမတွေက assessment စစ်ရတာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ပြီးလို့ရှိရင်လည်း assessment စစ်တယ်ဆိုတာကကြတော့ဘယ်ချိန်ဒီမှာစစ်ရတာလဲပြီးရင်ရှင်ဘယ်လိုလေးတွေစစ်ရတာလဲဒါနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါလေးတွေသိသွားပြီလို့ထင်ပါတယ်အဲ့တော့ဒီအကြောင်းအရာလေးကိုအစအဆုံးသိချင်တယ်ဆိုလို့ရှိရင်ဝင်ဒီမှာလဲတစ်ပိုင်းတင်ပေးမယ်အပြည့်အစုံကြတော့ YouTube channel မှာတင်ပေးမယ်ရှင် YouTube channel ကတော့ဝင်ရဲ့page နာမည်ပဲပေါ့နော် Generous English for All အဲ့မှာတွားပြီးတော့တင်ပေးထားမယ်ရှင်မနေ့ကဟုတ်ဆောင်လဲအခုဒီညတင်ပေးထားမယ်ပေါ့နော်ကြည့်ချင်တယ်ဆိုလို့ရှိရင်လိုအပ်တယ်သိချင်တယ်လေ့လာချင်တယ်ဆိုလို့ရှိရင်တွားပြီးတော့ကြည့်လို့ရပါတယ်Generous English for All เนาะဟိုပြလို့ပြောရမှာเนาะဒါကြော်ညာတာမဟုတ်ဘူးကြော်ညာအောင်လဲဟိုဘယ်လိုပြောမလဲ YouTube တွေပါတယ်ကနေပြီးတော့လဲဒါ monetization တွေပါတယ်ဟိုဖြစ်အောင်လုပ်တာမဟုတ်ဘူးเนาะဆရာဆရာမတွေလိုအပ်တယ်သိချင်တယ်ဆိုလို့တော့မှတွားပြီးတော့ကြည့်ပေးပါရပါတယ်เนาะကျေးဇူးပါလိုက်လေးချလိုက်တော့မယ်เนาะ